ကဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာပါကတော့စာရေးဆရာညီပူလေးရေးသားတဲ့တားသွားပေါ်ကချုံမြမြပြရည်စမြဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အဲ့တော့စာအုပ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube page လေးကို subscribe လုပ်ပါပေးပါဦးဒါမှတင်သမျှဝတ္ထုတွေအကုန်လုံးမိတ်ဆွေတို့စီရောက်မှာပါသမီးမိန်းကလေးက3ယောက်ပါတယ်အကိုဖြစ်သူတားယောက်ျားလေးဆုံးတော့ကျွန်တော်အဖေတယောက်ပဲတားယောက်ျားလေးကျန်တယ်ကျွန်တော်တို့လူမျိုးကတားယောက်ျားလေးကိုရေးတီယူရှိတာတမိုးထားတာအများသိကြပြီးသားပါတေတေက9တန်းမှာစကောလာရှိရခဲ့ဘူးတယ်ဒါပေမဲ့လက်ကျန်တူတဲ့သောသားကိုကြောင်းထွက်ခိုင်းပြီးစီဝိုင်းနေတဲ့မှာဂုံတယ်အလုပ်လုပ်ခိုင်းတယ်တေတေကပညာတော်တဲ့ကျောင်းသားစာဆက်တင်ကျင်တယ်ဒါပေမဲ့သူတေတေလိုကြတရုတ်ဂုံတယ်လေးဘဝနဲ့ပဲနေရရှာတယ်အဖိုးတွေကတန်မျိုးတွေပါတထုံကကျင်တန်းတရုတ်ပုံကြောင်ဖွဲ့တွေလေတေတေကပညာဆက်တင်ပြီးပညာတယောက်ဖြစ်ခြင်းပေမဲ့အဖိုးရဲ့ဩဇာကိုမကျော်လွှားနိုင်ဘူးတခါတလေငငယ်ကသူ့အကြောင်းတွေပြန်ပြောတဲ့အခါအဖိုးကိုနာကြည့်တဲ့အကြောင်းရေးမွတ်လောက်တော့ပါလေးရှိတယ်အဖိုးစီကပါလာတဲ့လေက1000ကျော်ရှိတယ်အဖေကကျွန်တော်တို့ညီကို9ယောက်ကိုတယောက်တည်းဤကတရားစီခွဲပေးတယ်ကျွန်တော်တို့ညီကိုတွေရဲ့လေတွေအခုထိတထုံထဲမှာရှိသေးတာပေါ့ဗျာမိတ်ဆွေကရင်လူမျိုးတွေလောက်ကင်စားတော့ဖို့ပေးတာတယ်အဖိုးကဘာလုံးမှမလုပ်ဘူးတခုပဲလုပ်တယ်အဲ့ဒီလောက်ကဘိန်းရှူတာပေါ့ဗျာဘိန်းကိုလိုင်စင်ခံပြီးရှူသွားတာပါအဖိုးကအလုတ်တာဘာမှမလုပ်တာနေတာထိုင်တာကျုံပျော်တွေနဲ့နေတာကျုံပျော်ဆိုတာအချိန်ရံတွေကိုဆိုလိုပါတယ်အချင်းဆိုတဲ့လူနှိမ့်နေပြီးတဲ့သူရက်ခတ်ပေးကြတဲ့လူမျိုးတွေပေါ့အင်းကြီးကရခိုင်မှာအချိန်ရံတွေနဲ့စိန်ကြကြနေတတ်တဲ့ပုံကိုကြီးပါအဲ့ဒီခေတ်ကတထုံမှာဥတံပွားဆိုရင်တထေးတို့တစ်မျိုးလုံးကအတိမတ်ပြကြတယ်အဲ့ဒီခေတ်ဆိုတာကိုပြောရရင်ကျွန်တော်မွေးတက်ကလေးပါထည့်ပြောမှပြည့်စုံမယ်ဗျကျွန်တော်ကို1933ခုနိုဝင်ဘာ9ရက်နေ့မှာမွေးတယ်တောက်ကြသားပေါ့တောက်ကြသားဆိုတော့တောက်ကြနေဘွားတို့ရဲ့ဒလေးစရိုက်တွေကျွန်တော်မှအပြည့်ပေါ့အထူးသဖြင့်စကားတွေအများကြီးပြောတာလေငွေချင်းတွေကြားမှာအလောင်းအစားဖြစ်ခဲ့ကြဘူးလေဒီကောင်အဲ့ရထဲမှာတော့အိမ်ရင်ရောင်မဲ့အကောင်မှန်လောင်းကြတာလေအဖိုးကတရုတ်တထေးပြီးသူသေးရင်ထည့်ပြီးမြုပ်ဖို့ခေါင်းကြီးတစ်လုံးကြိုပြီးလှုပ်ထားတယ်အနဲ့ရောင်ခေါင်းကြီးပေါ့ကျုံမီကြီးကိုထွင်ထားတဲ့ကျုံခေါင်းကြီးပေါ့ဗျာအဖိုးကစေးအနက်တွေတုပ်ရွှေလဲချလာတဲ့သူ့အခေါင်းကြီးတွေဝင်ပြီးနေလဲနေကင်းအိတ်လေးရှိတယ်ဗျအသက်ကြီးတော့ဘိန်းရှူပြီးဘိန်းမိန်းတာထင်ပါရဲ့ဗျာစံပြုတ်လေးတောက်ပြီးခဏနေဝင်ဘိန်းတော့တာပဲဗျို့တခါတလေအန်ကူလာငါ့အပေါ်မှာခဏလာအိတ်လို့ကျွန်တော်ကိုပါခေါ်ပြီးအိတ်တယ်လို့ကျွန်တော်လဲဝင်အိတ်ကြတာပေါ့ဗျာအမြင်တွေ့နေကြဆိုတော့အခေါင်းနှစ်ကြီးရဲ့ဝင်အိတ်ရတာမကြောက်တော့ပါဘူးအဖိုးစီကတခါတည်းရင်ဟောက်တန်ထွက်လာတတ်သေးတယ်တခါတလေလဲအိပ်ပျော်ဖို့မရပါဘူးဗျာမေးနေမိန်နေစိတ်ယူနေတာထင်ပါရဲ့ကျွန်တော်ကအဖိုးအင်ကြီးလာပြီးထင်တဲ့အချိန်အခေါင်းနှစ်ကြီးတွေကနေသူ့ကိုအနောက်ရှက်မဖြစ်အောင်တိတ်တိတ်လေးပြန်ထွက်ပြီးကစားတာပေါ့ဗျာကျွန်တော်တို့တွေကသူ့ကိုအန်ကုန်းလို့နှုတ်ဆက်ရင်ဟာအန်ကူလာရော့ပစံဆိုပြီးမိုးပေးလေးရှိရဲ့ဗျပစံတရားပေးတာကြော့ဖရကြော့ပြီးရင်ခေါင်းပါတဲ့ပစံပေါ့1912ခုဆိုတဲ့တက္ကသိုလ်ပါသေးတယ်ဗျအင်္ဂလိပ်ခေတ်မှာအဖိုးဦးတန်ပွားကသူတည်မြုပ်ရအောင်ကိုပိုင်တင်းတိုင်းတစ်ခုကြိုတင်ပြီးလှုပ်ထားနေတယ်တထုံမြတပိတ်တောင်ဖျားအနားမှာပေတရာပတ်လေလောက်ကျဲတယ်အဖိုးကဂျပန်ခေတ်မှာကွယ်လွန်အနှိမ့်ဆက်ရောက်ရှာတယ်သူ့တင်ငိုင်းကလည်းအပြက်ခံရတော့မလို့ကံကောင်းလို့သူ့မိတွေဖြစ်ကြတဲ့ကျွန်တော်တို့ကြောင့်အဖိုးဦးတန်ပွားရဲ့တင်ငိုင်းမင်းပေးကလွတ်သွားတာခုတည်းဒီအဖိုးတင်ငိုင်းရှိသေးလားတေချာမသိတော့ပါဘူးဗျာဦးနေဝင်လက်ထက်မှာမဟာဝိဇယစီကျေပါရော့လားဘုရားကုန်းမြေမှာမြေတွေပြိုတယ်တဲ့ပြိုတာမှခဏကိုပြိုနေတာဒါနဲ့သူအားကိုးတဲ့ပုံကိုယ်တွေကိုတိုင်ပင်စစ်ဆေးကြည့်တော့ဝါမရှိပဲဝီးမရှိနိုင်ဘူးလို့အဟောရှိတဲ့ပြို့သူတို့အဟောအတိုင်းဖျားကိုစစ်ပူတွေလိုက်ရှာကြတာအနှံ့ပဲနောက်တော့တထုံမြတပိတ်တောင်ပေါ်မှာဝါဖျားရှိရဲ့လို့တည်သွားကြပြီးမြတပိတ်တောင်ကိုရောက်လာကြတယ်ဖျားကညံတော့သိမ့်မမြင့်ဘူးခြုံတွေပိနေတွေပုံတွေတက်နေပြီအဲ့ဒါတွေကိုအပြောင်ရှင်းကြရတယ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးဒီဖျားကိုလာဘူးတော့ဖျားရဲ့တစ်ဖက်တောင်ကျောမှာတင်းငိုင်းတစ်ခုတွေ့သွားတယ်ကျွေကုံကျွေစပွဲကြောက်ပြားစီရီကန်နဲ့ဗာနဲ့အကြနာလေးဒီကောင်တွေဥပကဟာဘာတော့ကွရှင်းကြခြင်းဆိုတော့
ရဲဘော်လေးတွေကရှင်းကြရတာပေါ့ဗျာအဲတော့မှရုပ်လုံးပေါ်လာပြီးတင်းကြိုင်တစ်ခုပါလို့ဥက္ကဋ္ဌကြီးလို့ပြောကြတယ်ဒီတောင်ပေါ်ဒီတရုတ်ဘာကြောင့်ဒီတင်းကြိုင်တက်လို့ရတာတော့ချက်တည်မဲ့တယ်ဖြတ်ကွာအဲတော့ဦးဖိုးတီကမဖြတ်ပါနဲ့ဟုတ်ဒီတင်းကြိုင်ရှင်တမိုင်းရှင်းပြပါရစေကုန်လို့ပြောတယ်ဦးဖိုးတီဆိုတာပို့ဆောင်ဆက်သွယ်ရေးမှာတာဝန်ယူသွားတဲ့ဗိုလ်ချုပ်ခင်အောင်ရဲ့ဖခင်ပါဦးဖိုးတီကတထုံမြို့မှာအစိုးရတာဝန်ထမ်းဆောင်စဉ်ကဥတံပွားတော်ကျင်လေးတို့အင်္ဂလိပ်အစိုးရစီမှာဒီမြေကွက်လေးကိုဝယ်ယူထားပါတယ်သူတို့တည်မြုပ်ဖို့လို့လျှောက်ထားတဲ့မြေပါလယ်မြေတွေအများကြီးပိုင်ပြီးအင်္ဂလိပ်အစိုးရကိုလည်းအခေါ်မမှန်ဆောင်ကြတဲ့မိသားစုဖြစ်ပါတယ်အခုသူတို့ရဲ့မြေ9ယောက်ရှိပါသေးတယ်တယောက်မှအဖိတ်စင်မရှိသေးတဲ့အပြင်အဲ့ဒီ9ယောက်စလုံးကယောက်ျားသားတွေကြီးဖြစ်ပြီး9ယောက်စလုံးအစိုးရအမှုတန်းအရာတန်းတွေကြီးဖြစ်တဲ့အကြောင်းဥက္ကဋ္ဌကြီးကိုတင်ပြကြရတယ်ဦးနေဝင်းကခဏလေးစဉ်းစားပြီးအေးထားလိုက်တော့ကွာလို့အမိန့်ရှိခဲ့တာအခုတတိရှိသေးတယ်တရုတ်ထုံးစံနဲ့ညီဟိုတုန်းကတော့နှစ်စဉ်လိုတော့ကတော့ဖြစ်ကြသေးတယ်နောက်တော့မရောက်ဖြစ်ကြတော့ပါဘူးဗျာဦးဖိုးတီကျေးဇူးကြောင့်ကျွန်တော်အဖိုးရဲ့တင်းချိုင်းရာဇတော်ဝါကလွတ်ခဲ့ရတယ်တထုံဘူရာယုံကနေမြတ်တပိတ်တောင်လမ်းကိုချဲ့တော့ခင်းနဲ့အညီတုတ်တန်တွေရွှေ့ရတယ်အဲ့လိုရွှေ့ကြရမှာအဖေနဲ့အမေတို့ရဲ့တင်းချိုင်းကူအဖွားရဲ့တင်းချိုင်းကူတွေပါရွှေ့ဖို့ဖြစ်လာပါလေရောတထုံကျင်တန်းပုံကြောင်ကကျွန်တော်တို့ညီကိုတွေကိုလမ်းပြီးအကြောင်းကြတယ်ဒီညီကိုတွေကလည်းအစိုးရဝန်ထမ်းတွေမြန်မာပြည်နိုင်ငံအနှံ့ဟိုမျိုးရောက်ဒီပြည်နယ်ရောက်နေကြတာဒါနဲ့ဘုံအသိလူကြီးတွေကပဲဦးစီးပြီးတင့်တယ်လို့တစ်တွေရဲ့ရိုးတွေကိုအယိုးတွေပြုတ်လုပ်ပြီးထိမ့်သိမ့်ပေးရတယ်ညီကိုတွေကမွေးချင်းနံပါတ်9ကဆက်အောင်လိုက်တဲ့သူကဆရာဝန်ဖြစ်ချင်တဲ့သူကျွန်တော်ကဂုံတယ်လုပ်ချင်တဲ့သူကျွန်တော်၄တန်းကျောင်းသားလောက်ခရေကဈေးတက်တယောက်လိုလူလေကြတတ်နေပြီအလေးခိုးရတွေပါတွေနားလည်းတကြွနေပြီဆရာဝန်ဖြစ်ချင်တဲ့ဆက်အောင်လိုင်းကရေဒီယိုလော့ဂျစ်ဖြစ်သွားတယ်အင်္ဂလိပ်အထိဝှဲသွားယူခဲ့တာအခုလောလောဆယ်တာဝန်ကျနေတဲ့ရေဒီယိုလော့ဂျစ်တော်တော်များများသူနဲ့ဆရာတစ်ပည့်တော်ဆက်ကြတယ်တထုံကမိဘများရဲ့အုပ်ကူနေရာရွှေဘိုကိစ္စအဲ့ဒီအမှတ်9ညီတော်မောင်ရေဒီယိုလော့ဂျစ်ကိုလွတ်လိုက်ကြတယ်သူကတတရရနဲ့ကြကြနနဆောင်ရွက်တဲ့သူမို့ပေါ့ကျန်ညီကိုအလုံးဟာယုံကြည်စိတ်ချသွားတောင်းယူပေးလိုက်ကြတာလေအဖေကူအစ်စ်သူလှုပ်ပြီးအမေကူအဖွားကူတွေသူကောင်းမွန်မွန်လုပ်ခဲ့တယ်အဖေတို့ရဲ့ကူတွေကိုအဖောက်ခံရတဲ့အကြောင်းသတင်းစာထဲမှာရေးနေကြတဲ့ဩဝါဒနဲ့ပြောရရင်မသမာသူတွေရဲ့လက်ချက်ခံလိုက်ရတာပေါ့ဗျာတင်းငိမ့်အစ်စ်မှာအဖေတို့ကူတွေ၃ချိန်၃ကပြင်မြင်ခဲ့ရတယ်ကူဖောက်တဲ့သူတွေကချမ်းသာကုန်လုံးတဲ့လူတွေရဲ့ကူမှန်းသိကြတယ်ငွေတွေပြငွေရင်းကားပြားတွေနဲ့အဖိုးတန်တွေသူတို့ရသွားကြတဲ့တဲမှာပညာရေးနဲ့ပတ်သက်ပြီးခံစားချက်တွေရှိတယ်သူကမြစာတော်ပါလေးရဲ့ပညာကိုစုံစမ်းနိုင်မသိခဲ့ရဘူးသူကပညာကိုလက်ကုံနိုင်ချင်တာလေကျွန်တော်အသက်၄နှစ်မှာအဖေကမော်လမြိုင်မြို့ကစိန်ကျိုးဆက်ကွန်ပင်ကျောင်းကိုပို့တယ်1939 38လောက်စီကပေါ့အဲ့ဒီတုန်းကသူငယ်တန်း KA KB KC ဆိုပြီးသူငယ်တန်းမှာ3နှစ်ရှိတဲ့ကျောင်းအဲ့တော့အဖေကကျွန်တော်တို့ညီကို3ယောက်စလုံးရဲ့နာမည်တွေမှာမောင်တလုံးစီထပ်တိုးပြီးမောင်ဘယ်သူမောင်ဘယ်ဝါရဲလို့နာမည်တွေတင်စီစီမဲ့ပြီးခဲ့တယ်ကျွန်တော်ကတော့ကျွန်တော်ဘာသာမောင်တလုံးဖြုတ်ပစ်လိုက်တယ်လေမော်လမြိုင်စိန်ကျိုးဆက်ကုန်းပင်မှာကျောင်းအိမ်ကျောင်းစာပေါ်လာနေကြရတာကျောင်းလာကတစ်လကိုရူပီ100ပေးရတယ်မော်လမြိုင်ကျောင်းမှာအဲ့ဒီခေတ်ကတဲလူဖေကြီးတီဘရီအုံတင်နေတဲ့ကနယူတို့လိုလူသိများနာမည်ကျော်ရှိတဲ့ခေတ်ပေါ့ကျောင်းလာကပေါ်လာတယောက်ကို UB 100သာပေးရတာကျောင်းအုပ်ဖုန်းတော်ကြီးကမိဘမဲ့ကျောင်းသားတွေထားတဲ့အဆင့်တန်းမှာကျွန်တော်တို့ညီကို3ယောက်ကိုထားတယ်အဲ့လိုထားတာကိုအဖေကစိတ်ဆိုးတာပေါ့သူများတန်းသူပတ်စံပေးနိုင်တယ်အဲ့လိုတော့အဆင့်မခွဲပါနဲ့ပြောတာပေါ့တဲလူဖေကြီးကိုကနယူတို့ကြတော့ကိုစပွဲနဲ့ကိုတီးတက်နေထိုင်ဆက်တော့ရတာသူတို့ကရာဘာတတိဟိုင်းတတိရဲ့သားတွေဟုတ်လားကိုမင်းတောင်းကဖုန်းတော်ကြီးကဒါစီကံပဲစီကံလိုက်နာနိုင်ရင်ကျောင်းမှာထားခဲ့ပဲအဖေကတော့ပွားပြီးကျွန်တော်တို့ကိုစောက်ရှောက်နိုင်ဖို့နာနီ3ယောက်တလ30 UB ငွေနဲ့ငှားထားခဲ့တယ်မင်းတို့ဟိုင်းတွေရာဘာတွေနဲ့ချမ်းသာခြင်းချမ်းသာကြဒါပေမဲ့ငါတို့ရောက်တတ်နိုင်ပါတယ်ဆိုတဲ့အချိုးချိုးတော့တာပေါ့ဗျာတဲလူတို့ကနတ်တို့မှာနာနီမရှိကြဘူးသူတို့အသက်တွေကကျွန်တော်ထက်ကြီးကြပါတယ်ကျွန်တော်တို့ထိန်းနဲ့နာနီကြီးခင်ရတော်ရှာပါတယ်ကျွန်တော်ရဲ့ခြေဝစ်သေးဝစ်ကအစလျှော်ပေးထိန်းချောင်းဆောက်ရှောက်ပေးခဲ့တာတဦးနဲ့တဦးတန်ရောစင်တွေဖြစ်ကြလို့ကလမာကြီးတွေကတရုတ်ကလေးတွေကိုကိုတူကိုသားလို့ဆောက်ရှောက်ခဲ့ကြတာလေခရိယန်သာသနာပြုကျောင်းမှာနေကြရတာဆိုတော့ဟိုနာမည်လဲမဲ့ခေါ်ကြသေးတယ်စိန်ကျိုးဆက်ကွန်ပစ်မှာအဒဝတ်တော်မစင်ဟောဝမ်တဲ့အခုနာမည်ကဂျေရတော်မစင်ဟောဝမ်
ညီလေးကကြော်တော်မစင်ဟုတ်ဝမ်းတဲ့ကျောင်းပိတ်ရက်တောင်တစ်နှစ်တစ်ခေါက်အိမ်မပြန်ရဘူးဟေဒီမေကြီးနဲ့ပဲနေသွားကြရတာတခါတလေမှုတော့တခါတရံချက်ကမီကိုအလဲပတ်သွားရတယ်ရေကူးတင်ပေးတယ်အိမ်ကိုပြန်လွတ်တယ်လွတ်လိုက်ရင်လဲဇေယိုက်ပြက်လာမှစီကံပြက်လာကြမှာစိုးထင်ပါရဲ့ကျွန်တော်တို့ညီကိုတွေကိုအဖေကကျောင်းမှာဘာမှမပူပင်ရအောင်ထားပေးတယ်ညီကိုတွေစာကိုကြိုးစားကြတယ်စာလိုက်နာတဲ့ကျောင်းသားစီကံလိုက်နာတဲ့ကျောင်းသားတွေဖြစ်ခဲ့ကြတယ်တကယ်ကသူ့နီးသူ့ဟန်နဲ့သူ့သားတွေကြောင့်စုံစမ်းနားဆွင့်နေတယ်ဒါတွေအဲ့ဒီတုန်းကမသိကြဘူးနောက်မှသိကြပြီးအဖေမေရဲ့ကျေးဇူးကိုအောက်မေ့တရိယကျေးဇူးတင်ကြရတာ1942ခုနှစ်ပေါ့ကမ္ဘာအနောက်ချမ်းမှာစစ်ကြီးဖြစ်တော့မယ်ဆိုတာတကယ်ကကြိုတင်ခံမှန်းမိရဲ့ရေဒီယိုတစ်လုံးကိုကလိနေတဲ့သူလေအနောက်ဘက်မှာတော့နိုင်ငံရေးအခြေအနေကစစ်ပွဲကြီးတွေစီဥတည်နေပြီအခြေအနေမကောင်းဘူးလို့သူခံမှန်းပြီးအမေနဲ့သူတိုင်ပင်တယ်မော်လမြိုင်မှာကျောင်းတက်နေကြတဲ့သူ့သားလူမမယ်3ယောက်ကိုကျောင်းကနေအိမ်ပြန်ခေါ်ခြင်းနဲ့အမေကအဖေရဲ့အမြင်ကျဲမှုဘူးသူရရှိမှုကိုသိရသူပြီးတော့သူ့သား3ယောက်ကိုလည်းလွမ်းလာပြီလေအဖေကပြန်ခေါ်ခြင်းနဲ့ဆိုတော့အဖေစကားမှဆုံးသေးရဲ့လားမသိဘူးအမေကမြင်မြန်ခေါ်ကြည့်ပါကိုဟုတ်ဝန်းရဲ့ဖြစ်တော့တာပေါ့အဖေမော်လမြိုင်ရထားနဲ့လိုက်လာတယ်ဖုန်းတော်ကြီးတေးဖိန်ကတော့ကျောင်းစာတင်ချင်းဒီမပြီးဆုံးသေးခင်မှာကျောင်းကထွက်လာဖို့ခေါ်တာကိုသဘောမတူဘူးပြီးတော့ဖာတာတေးဖိန်ကကဘာစစ်မဖြစ်နိုင်တော့ဘူးလို့ထင်တဲ့သူစိတ်မပူနဲ့ don't worry လို့ဘလို့ပဲပြောအဖေကတော့ကျွန်တော်တို့တွေကိုကျောင်းကမရမကထုတ်လာခဲ့တယ်ပြီးတော့ရထားနဲ့ပြန်ခဲ့ကြတယ်နေ့ရထားရတယ်လို့မှတ်မိနေတယ်ကျွန်တော်တို့ညီကို3ယောက်ကိုတထုံကနေသူတို့ဖခင်လာပြီးကြောက်ထုတ်သွားတဲ့ကိစ္စဟာမော်ရမြိုင်ပညာရေးလောကမှာအနေနဲ့များကြရထသွားတယ်အကြမ်းမြင်များတဲ့မိဘတွေမော်ရမြိုင်ကိုရောက်လာကြတယ်ညီကို3ယောက်တထုံမြို့ကတော်ဖွားသိမ်ကျောင်းမှာကျောင်းဆက်တက်ရတယ်အကိုကပထမတန်းတက်ခွင့်ရတယ်ကျွန်တော်တို့ညီကိုတွေဟာစနစ်ဇေယျကြီးရဲ့မိသားစုတွေမှာကြီးပြင်းခဲ့ရတာပေါ့တရားသုံးစုမှာကိုလွန်သွားရှာတဲ့ဥသွင်ဆိုတာတို့မိတ်ဆွေပါဥသွင်ရဲ့သားကိုခွေးတို့ပြီးတော့ကိုခွေးရဲ့မိတ်ဆွေရှေ့နေကိုအုံးမောင်တို့နဲ့လည်းခင်မင်းရင်းနှီးကြတယ်ရှေ့နေကိုအုံးမောင်ကကျွန်တော်မိသားစုရဲ့ရှေ့နေပါသူ့ကိုလာသာပုံမှန်ပေးပြီးနှစ်နဲ့ချီပြီးအလုပ်လုပ်ခဲ့ကြလက်တွဲခဲ့ကြတာပေါ့ကော်မရှင်နာဦးခင်မောင် DC Black နဲ့ဒေါက်တာနရာချင်းတို့ဆိုတာအဖေမိတ်ဆွေရင်းတွေပဲတနင်္ဂနွေနေ့ဆိုရင်ဒီပုဂ္ဂိုလ်တွေအဖေနဲ့အတူလာနေကြပြီးအဖေကျွေးရမွေးရတွေစားကြရဲကြမောကြပြောကြဆိုကြဆွေးနွေးကြပေါ့ဗျာအဖေစီမှာအပေကွန်နာတယောက်ရှိတယ်တရုတ်ပြည်ကနေတကူကခေါ်ထားတာအပေကွန်နာကိုအဖေကဈေးဖိုးပေးဈေးဝယ်ခိုင်းပြီးအစားတောက်သူပဲတောင်းဝင်ယူရတာမိသားစုတစ်ခုလုံးရဲ့အိမ်မှာအမေပြင်မိန်းမဆိုလို့အသက်တော်ကြီးရဲ့တော်ဘိန်းဆိုတဲ့မျိုးကြီးတယောက်ပဲရှိတယ်ဗျမွန်မျိုးသမီးကြီးရုပ်ရည်ရောဥပဒေရောတော်ကောင်းပါတယ်အိမ်မှာပဲမိန်းကလေးမှမရှိဘူးတာကိုရောက်တဲ့မိန်းကလေးတွေနဲ့နီးစပ်ကုန်မှဆိုလို့ဆိုထင်ပါရဲ့ကျွန်တော်တို့ပေါ့စနာလေးတွေကအော်ပေါင်လှုပ်ထားတာအမေကယောက်ျားလေးကြီး9ယောက်မွေးတဲ့အခါအမေရဲ့အမကလည်းသမီးမိန်းကလေးကြီး6ယောက်မွေးရပြန်ရောအဖေကအမေဘက်ကတူမတွေတောင်အိမ်လာလေတာမကြိုက်ဘူးမိန်းကလေးတန်ကြရင်မိန်းကလေးလာပြီဆိုရင်ကျွန်တော်တို့ညီကိုတွေအိမ်ခန်းနဲ့ရေချိုးခန်းနဲ့ရှေ့အိမ်ထဲဝင်ပုံးကြရတာပေါ့ဗျာမေကကျွန်တော်တို့ညီကို3ယောက်ကိုစက်သားအုံမကြီးကစက်သားပေါက်ကလေးကိုရှင်ဦးမကွာအုပ်ထားတယ်လို့ထားခဲ့တယ်အမေကသူ့ရဲ့ရောက်ခရေကကိုလွန်ခဲ့တဲ့အထိစတုံးနဲ့ပြီးစပတ်ကြီးနဲ့နေတာတထုံဓမ္မမေတ္တနီကျောင်းမှာအလူတန်းရှိတယ်စာပြန်ပွဲရှိတယ်ဆိုရင်အတန်ချစ်ဆက်ကနေဖះမယဟန်မကျောင်းမတာကိုရောက်တော့မိခင်ဒေါ်ကျင်သုံးတရားနာကြပါခင်ဗျာလို့ဖိတ်ကြားလေးရှိတယ်တထုံစာပြန်ပွဲကိုဝန်ကြီးချုပ်ဦးနုလည်းလာတတ်တယ်သူတို့ကနိုင်ငံရေးသမားဆိုတော့မြို့ဖားတွေကိုရောက်တုံးရောက်ခိုက်စီးရုံနာမျိုးဖြစ်မှာပေါ့ဖေကအိမ်ကိုဧည့်သည်လာရင်ပကိစ္စလည်းစီးမိတတ်တယ်ညနေထားဇိုးကြီးနဲ့မဟုတ်တယ်လို့လိုက်လဲပြငါမှုလည်းသိမရှိဘူးအလေလာတာပါဆိုရင်ဒီမှာထိုင်ကျွန်တော်တို့လုပ်ငန်းကိစ္စဆိုရင်ဟိုကိုသွားရှင်းနေဦးအောင်မောင်ရှိတယ်ငွေကြီးကိစ္စဆိုရင်ဟိုမှာငါနမတော်စင်ရင်တို့တော်ကြီးတို့ရှိတယ်သူတို့စီသွားအဲ့လိုစီမံခန့်ခွဲတာပေါ့ဗျာတဲမှာတင်းနှက်လိုက်ရှိတယ်အဲ့ဒီတင်းနှက်တွေနဲ့လက်တဲ့လျှောက်ဆန်တတ်တယ်ခြံထဲမှာအုံးမင်းတွေအများကြီးအုံးမင်းထက်ကအုံးသီးတွေဟာအဖေတင်းနှက်လက်တဲ့စမ်းပြေပြစ်မှတ်တွေပေါ့လက်လဲတဲ့တယ်တဲ့တင်းနှက်ကဒိန်းဆိုတဲ့တန်ကြရင်မကြဘူးပုတ်ဆိုတဲ့အုံးသီးကျွေးတန်းကြားလေးရှိတယ်အဖေကတရိษံမွေးတာဝါသနာပါတယ်နွားတွေမွေးတယ်နွားကောင်းနားလာတွေအဓိကထားမွေးတာပေါ့ဗျာထိုင်းနိုင်ငံဘက်အထိကူးပြီးနွားသွားဝယ်ရတယ်တထုံမြို့မှာအဖေလိုပဲနွားမွေးတဲ့သူနောက်တစ်ယောက်ရှိသေးတယ်ဥကော်တရားတဲ့ဥကော်တရားစီ
နောက်ဆုံးရောက်လာတဲ့နွားမကြီးကဘလောက်ကြီးတာဘလောက်ချောတာဆိုတာအဖေစိတ်ထဲမှာကတိကအောက်ဖြစ်တယ်အဲ့လိုပဲကြားထဲကနေပြီးအဖေနဲ့ဥက္ကောတရာဟိုဘက်ကတစ်ဖက်ဒီဘက်ကတစ်ဖက်စကားပို့စကားတဲ့လောက်ကြတဲ့သူတွေရှိတယ်ဘလို့စိတ်ထဲမှာမဟုတ်ပါဘူးပတ်စံတက်နိုင်တဲ့သူနှစ်ယောက်ကြားစကားပို့ရင်စားစကားတဲ့ရင်စားမခံချင်စိတ်ကိုစွာကြအပျော်ပဲ့လေးဖြစ်ချင်းဖြစ်မှာပေါ့ဗျာနှစ်ယောက်ရှိရင်တဲကပို့ပြီးအကဲဆက်တဲ့ရှင်တိုက်သားနဲ့တယောက်တလဲစီလဲစီလဲမောင်းလောက်ခိုင်းတယ်နောက်တစ်ကောင်တည်းကတယ်လဲပြီးရဲ့အခါဥက္ကောတရာအိမ်ရှိဖြစ်ပြီးသူ့လဲသူ့နွားလာကြောင်းတန်ကြောင်းကြွားတာချူတန်တလွယ်နဲ့အဲ့ဒီအိမ်ရှိရောက်ရင်နွားငေါက်တန်ခက်ကြဲကြဲတောက်ခေါက်တန်ခက်ပြင်းပြင်းအလုတ်ခိုင်းတာတမင်ကိုအလုတ်လောက်ခိုင်းတာမခံကျင်အောင်စတာဥက္ကောတရားကလည်းအကြပဲခံမလဲသူလဲရင်တိုက်သားတယောက်စီလက်လဲလိုက်လောက်တာပေါ့သူ့နွားကပူချောတဲ့ထင်တာကိုရေနံကြီးကိုဝအောင်တုတ်ထားတာတိတ်လာတာပေါ့မော်တော်ကားပြိုင်ကားတွေပြိုင်ကြသလိုမျိုးအဖေကအရင်သွားပြီးစိန်ခေါ်တာကော်ဒရာမင်းလင်းနဲ့ငါလဲပြိုင်မောင်းမလားဥကော်ဒရာကလည်းပဲနေလိမ့်မလဲပြိုင်မယ်ကွာစိတ်ထဲမှာလှုပ်လိုက်လေကြာသလားဆိုတာမျိုးခံစားနေရတာပေါ့ဗျာနွားကင်ကောင်းတဲ့လေသမားတယောက်စီနွားလဲပေါ်တင်ပြီးမြို့ပြင်ထွက်ပြိုင်နေကြတာတောင်ကြီးမပါပါဘူးအပျော်သက်သက်ပေါ့ဗျာဒါပေမဲ့ဂုံတွေတိတ်ခါတွေမာနတွေလောင်းကြီးတွေတင်နေပွဲတို့တိတ်ချိတ်ပြိုင်နေဆိုပေမဲ့သူ့အတိုင်းဝိုင်းကို့အတိုင်းဝိုင်းသူ့မျိုးကို့အဆွေကနေတဖြည်းဖြည်းနွားတဲ့လူချင်းဆောင်လိုက်တာလော့စပီကာနဲ့ဟစ်ထားသလားထင်ရတယ်မြို့စုံမှာဝင်းပြင်မှာပွဲကြီးပြေးတွေမနေဘူးတဲရှုံးသွားတယ်သူတပည့်တွေကိုမအီနမနဲ့ဆဲခွေးနဲ့နိုင်တယ်ဒီကောင်တွေငါဆောက်ရှက်ွယ်ပြီးဒီမအီနွားမစွန်ဘူးဆောက်သုံးမကြဘူးညနေနီကြီးနဲ့អော်တယ်ဒီတင်မပြီးသေးဘူးအဖေမကျင်တတ်သေးဘူးသွားဒီထက်ကောင်းလဲနွားရှာကြီးလို့ခိုင်းတတ်တယ်သူ့လက်ဆွဲတော့တပည့်ကျော်တွေကလည်းကရင်ပြီးနေတနင်္သာရီမကထိုင်းဘက်ထိသွားဝယ်ကြတာကျွန်တော်တို့အိမ်နောက်ဘက်မှာနွားရှန်ကြီးရှိတယ်တဲ့စီရောက်တဲ့နွားတွေကုသကန်ကောင်းကြတယ်နွားပေမဲ့ပေမမှန်အခိုက်မခံရဘူးအကောင်ကြီးကများတာကိုအလဲကြယုံကြသွားကြယုံပဲပြီးတော့အစာရည်စားလဲဝအောင်ကြည့်တယ်နွားတွေကအချောအတန့်လို့ကြီးပဲခွေးတွေကလည်းမွေးထားလိုက်သေးတယ်နွားပြိုင်ပွဲရှုံတော့ခွေးပြိုင်မယ်လို့ပြန်ရောဥက္ကောတရားကအဖေစိတ်တက်ပြီးတော့ပြိုင်မယ်ကွာစိန်လိုက်ပဲခွေးပြိုင်မယ်ဆိုတဲ့တရင်ကလည်းဘလို့ပေါက်ကြားသွားတယ်လို့မသိဘူးကြီးတက်ကရှိနေတာပဲမြို့တကယ်တမ်းပြန်ကြတော့ခွေးတွေကဗမာမျိုးအရက်ထဲကမျိုးတွေတွေ့နေကြခွေးမျိုးတွေဥစ္စာတတိယလေ့ကျင့်တာမှမဟုတ်ပဲဘယ်ဟုတ်တိပတိကြီးတတ်ပါမလို့သူစီယာရှိနေကနေဘလို့ခေါ်ဘလောက်မုတ်ကိုချက်နဲ့ကိုဝင်ထဲမှာအစဉ်ပြေမဲ့ပြေးတဲ့ရှိအနားမှာပြိုင်နေခွေးကလည်းရှိနေတော့ခွေးကဥကြောင်ကြားဖြစ်နေတော့တာလမ်းမတင်ပြစ်ဆောက်ကြောက်ထိုင်ချပြီးနရွက်တို့လည်းကုတ်အဖျား66ပထမပွဲကပျော်ဖို့ရေဖို့တက်ဖြစ်သွားတယ်နောက်တော့အဖေကသူ့ခွေးကိုတတိယပြေးတက်အောင်လေ့ကျင့်တယ်တော်တော်ကိုပြေးနိုင်ပြီးခြေလန်းကျဲတဲ့ခွေးတကောင်သူ့စိတ်တိုင်းကလေ့ကျင့်ပေးတယ်နောက်ပွဲတွေစိန်ခေါ်တော့ဥက္ကရာကမပြိုင်တော့ဘူးပြိုင်ရင်သူရှုံးမှသိနေရလေကျင်ပပန်တတိတန်ဟုတ်ဝမ်းအဖေကဒီစီတို့ကော်မရှင်နာတို့ကိုတနင်္ဂနွေနေ့ဖိတ်ပြီးကျွေးမွေးတတ်တယ်တကယ်တော့တနင်္ဂနွေနေ့ကတော့ကော်မရှင်နာရဲ့ဒီစီရဲ့ဆရာဝန်ကြီးရဲ့အပြင်ဆွေမျိုးတွေရောသူတို့ဘက်တွေပါကျွေးမွေးပြီးသူ့ခွေးကိုရွှေတစိမ့်ဆုချတယ်ခွေးရဲ့လေထဲမှာဖဲပြားအနီလေးနဲ့ရွှေတင်းကဆွဲပေးလိုက်တာဥက္ကဒရာကိုမီးရွယ်ပေမဲ့ဒီကြောင့်ဥက္ကဒရာရဲ့နာရောက်မှသိကြတယ်ဥက္ကဒရာကလည်းရောက်လာတော့အဖေကထမင်းစားခေါ်တယ်ဥက္ကဒရာကလက်ခါပြပြီးပါဇက်ကနေမစားတော့ပါဘူးကွာကျေးဇူးပါပဲလို့ပြောတယ်အဖေပါဇက်ကစကားတခွန်းဘာရဲ့မဟုတ်ပဲလွတ်ခနဲ့ထွက်သွားတယ်စကားတီဓာတ်တဲ့အိတ်ကြောက်ဖို့ကောင်းတယ်မင်းလည်းချမ်းသာတာပဲတခါတည်းဒီလိုလဲကြွေးဦးမှာပေါ့ငါတနင်္ဂနွေနေ့တိုင်းကျူးမွေးနေတာမင်းမတွေ့ဘူးလားလို့ပါဇက်ကထွက်သွားရောဥက္ကဒရာကငါလည်းချမ်းသာပါတယ်ကွာလို့အတန်မာကြီးပြန်ပြောလိုက်ပုံနဲ့မျက်နှာထားကြီးချက်ချင်းဆိုးရတယ်အဖေစကားကသူ့မာနာကိုတည်းရဲ့ကြီးခိုက်သွားတယ်မလားအော်ဒီလိုဆိုမင်းငါထက်ချမ်းသာတယ်ပေါ့ချမ်းသာတယ်လေဟာဟာဟာတဲ့ငါထက်ချမ်းသာတဲ့လူတွေမှာလာတွေ့နေရပါဘောလားဟုတ်ပြဟုတ်ပါအပြောင်ပြက်ပြောနေရကနေအဖေစိတ်ထဲမှာတစ်ချက်မြက်သွားပြီးမျက်နှာကြီးညှိကြတယ်အနားမှာရှိတဲ့တပည့်တယောက်ကိုအဖေကအတန်မာနဲ့ဟိတ်ကောင်ရှင်းနေကိုမကိုသွားခေါ်ကြည့်လို့អော်လိုက်ရောခါတိုင်းရှင်းနေဦးအောင်မောင်တို့ခေါ်လေးရှိကြဒေါသစိတ်မမာနစိတ်နဲ့ဆိုတော့ကိုအုံးမောင်တွေပါဖြစ်ကုန်ရောဗျာရှင်းနေကလည်းအဖေကချက်ချင်းလိုက်ခဲ့ဆိုလို့လောလက်စားအလွတ်တွေတာချလာပြီးချက်ချင်းကောက်ကောက်ကလိုက်လာတယ်လာခေါ်တဲ့လူငယ်လေးကိုဘာလို့ခေါ်လိုက်တာလဲဆိုတာကိုမေးတော့လူငယ်လေးကလည်းရေလေအောင်မပြောတတ်ဘူးလေအိမ်ရောက်တော့အဖေကအဖြစ်ပြအကုန်ပြောပြီးဥက္ကရာကိုအတရေပြတ်မှုနဲ့တရားစွဲမယ်တဲ့ဥအောင်မောင်ကမိတ်ဆွေရင်ချင်းတရားတော်မှမဖြစ်ကြပါနဲ့အပြောပြပြောကြတာဆိုကြရင်အခက်မသိဖြစ်သွားတာပါစိတ်ထားပြီးခွင့်လွှတ်လိုက်ပါလို့ဖြောင်းဖြောင်းပြပြောတော့အဖေကခမည်းမစွဲရင်ကျုပ်စွဲမယ်
ဖြစ်ကုန်ရောဒီအမှုကကျုပ်ကိုယ်တိုင်လျှောက်လဲသွားတင်မယ်သွားရုံးကိုဦးတိုင်းလျှောက်မယ်နိုင်ကိုတစ်ချက်ကြည့်ဟာမိတီးတယ်ရုံးမစင်းသေးဘူးဦးအောင်မောင်တစ်ချက်စဉ်းစားပြီးခေါင်းကုပ်နေမိတယ်ပြီးမှအဖေစိတ်သက်ကိုတီးလို့ရုံးကိုသွားပြီးဦးတိုင်းလျှောက်ရတယ်ရုံးကရက်တစ်ပတ်လောက်ခွာပြီးတင်းလာနေကိုချိန်လိုက်တယ်ရုံးကအမှုကိုလက်ခံပြီးနောက်တင်းလာနေကိုချိန်နေဆိုရင်ပဲအမေကိုဖေကကျင်းတော့ငါကိုပစံကျွေစိတ်အမျိုးစုံစုပေးစမ်းမူးစိမက်စိချက်စိစုံပါစေနော်ပြီးတော့ရွှေစင်းကားပြလိုက်လဲပါစီသူ့အမျိုးနဲ့သူအိတ်တိတ်စီထဲတာအမေကအဖေဘာဖြစ်လို့ဒီလိုပုံစံနေပတ်စံနေစုကိုင်းနေဆိုတော့မသိပေမဲ့အဖေခိုင်းတော့ခိုင်းတဲ့အတိုင်းလုပ်ပြီးရရှာတာပေါ့ဗျာနောက်ပြီးတော့ထက်စုကိုင်းသေးတယ်အဲ့ဒါကခေါက်ဆွဲကြော်ရောင်းတဲ့အနန်းကိုသွားခေါ်ကိုင်းသေးတယ်အနန်းကလည်းအဖေခေါ်တယ်ဆိုတော့လိုက်လာတယ်ကျွန်တော်တို့မိသားစုရဲ့ဖောက်တဲ့အနန်းကအဖေမစကားကြတော့ဝမ်းတာတယ်သူမျက်နှာကြီးဟန်မလုံနိုင်ဘူးလာမယ့်တနေ့နေ့ကျရင်တရားရုံးကိုလာခဲ့ခေါက်ဆွဲကြော်စရာတွေယူခဲ့ရုံးကိုလာသမျှတွေငါစတူဒီကခေါက်ဆွဲကြော်ကျွေးမယ်မမေ့နဲ့တော့အဲ့လိုပြောတဲ့တင်းလာနေကြတော့ရုံသွားကြမယ်ဆိုတော့ဘယ်သူမှမလိုက်ချင်ကြဘူးကျွန်တော်တို့ကိုရီမိုချိုးဝေစားလက်ကိုင်းအန်ကူလာကားပေါ်တက်လို့ပြောတယ်မလိုက်ချင်ကြသူတွေကလည်းအဖေကိုကြောက်ကြတော့လိုက်လာကြရတာပေါ့ဗျာကျွန်တော်ကလည်းရုံမှာဆာရတော့ရမှာစီးနေဆာရတော့ရမှာပြီးနေတော့ပြောနေတာပေါ့ရုံနာရောက်တော့လူတွေစူးစူးနဲ့အဝေးကမြင်နေရပြီးစိတ်ဝင်စားကြတယ်မဟုတ်လားတထုံမို့မျက်နှာဖုံးကျင်နှစ်ယောက်အချင်းဖြစ်တဲ့အမှုလေးပြီးတော့တရားရုံနာလာနာထောင်ကြတဲ့ပြည်သက်ကိုခေါက်ဆွဲတယောက်မကျင်ကျွေးပြီးစတူဒီယာလုံနေတော့စီတော့တာပေါ့ဗျာတချို့ကအင်ကိုပြန်ပြီးအိမ်မှာကြံခဲ့တဲ့မိသားစုခေါ်သူကခေါ်အိမ်နာချင်းလက်တို့သူကလက်တို့ကြနဲ့ပွဲကင်းလေးတစ်ခုဖြစ်နေပါရောလားအဖေကဝီရကောင်းကောင်းနဲ့အချိန်အတိအကျရောက်ပြီမဲ့ဥက္ကဋ္ဌရောက်မလာဘူးဒါနဲ့တော့ခေါ်ကြရတယ်ဥဖုတ်ဝမ်းကအခေါ်လိုက်တယ်ဆိုတော့ခင်မင်းနေတဲ့လူကြီးမို့ဥက္ကဋ္ဌရည်မကဘူးမိသားစုပါအားလုံးလိုက်လာကြတယ်သူတို့မိသားစုကိုလေခေါ်ဆွဲကြော်ကျွေးတာပဲရှစ်ဘက်စရေးကအမှုဆွဲရတဲ့အကြောင်းဆွဲချက်ဖက်တော့တရုတ်လုံးညိလို့စိတ်ဝင်စားစရာကောင်းနေတာကိုရှင်းနေဦးအောင်မောင်ရှိတယ်သူကဘာမှမပြောဘူးထိုင်ပြီးညထောင်နေတာပဲအဖေကသူ့အမှုသူကိုယ်တိုင်လိုက်တဲ့ပေါ့တရင်စားတွေလည်းမပါတတိဖုံးတွေလည်းမပါအခုခေတ်လိုအများကြီးပါတာမဟုတ်ဘူးအတန်ချဲစက်နဲ့လိုက်ပြီးပြိုးဟစ်တာတလို့ပဲတထုံမျိုးပြည်တက်ကအဖေကိုနွားပြိုင်ပွဲခုပြိုင်ပွဲတော့အတော်စီရဆိုတော့အခုလည်းရုံးမှလူတွေအများကြီးခေါ်ဆွဲကြော်ကျွေးရတဲ့အနှံ့ကသဘောတွေကျနေတာပေါ့ဥက္ကဋ္ဌကကိုကြောက်ရောက်တဲ့တတိတယောက်ပါမိသားစုချင်းချင်းလဲတတော်ကိုခင်ကြတာရုံးတော်မှာအဖေကသူ့ဘာဖြစ်လို့ဥက္ကဋ္ဌကိုတတိဖြတ်မှုနဲ့တရားစွဲတယ်ဆိုတာစီကပတ်ကုန်းလျှောက်လဲတယ်အဖေလျှောက်လဲနေတော့မှဥက္ကဋ္ဌကလည်းဟာမဟုတ်ပါဘူးကွာမင်းကလည်းကွာဟုတ်သေးပါဘူးကွာတရားစွဲတော့လို့လားကွာဖြစ်ဖြစ်ပြောနေတရားခွင်နဲ့တော့မတူဘူးလက်ဖက်ရည်ဆိုင်တို့အဲ့ကံပွဲတို့မှာတငယ်ကြီးနှစ်ယောက်အလွတ်တဘောပြောနေကြတယ်လို့ပဲပြုအဖေကဟုတ်တယ်မဟုတ်ဘူးကွာငါ့ကိုမပြောနေနဲ့တရားသူကြီးမင်းကိုမင်းမသာလျှောက်လဲရမှာကဲဒီစီတို့ကော်မရှင်နာတို့ရှိမှာပဲမင်းငါထက်ချမ်းသာတယ်ဆိုတော့လူပြောတာဟုတ်လားအဖေကလှုပ်ချလိုက်ရောဟာကွာမင်းကနောက်တလို့ကြောင်တလို့ပြောတာပါမဟုတ်ပါဘူးငါ့ကိုမပြောနဲ့တရားသူကြီးကိုလျှောက်လဲရှစ်ဘက်စရေးတွေတရားသူကြီးရေဆွဲချက်တွေတရားရေးဘက်ကပုဂ္ဂိုလ်တွေမရှင်ပြကြပေမဲ့ပြည်တက်ကတော့သဘောတွေကြနေကြတာပေါ့လျှောက်လဲတာတွေပြီးလို့ထုချေလွှာတွေပါပြီးတဲ့အခါတရားသူကြီးကပြုံးပြီးစဉ်းစားနေတယ်ဥက္ကဋ္ဌကသူ့အကုံမားကြောင့်ဝန်ခံတဲ့အမှုကဒါမှမမြန်ပြီးမှာကိုဗျအပြစ်ပေးမှသာပေးပါတရားသူကြီးတို့ဖြစ်ကုန်ရောဥက္ကဋ္ဌကပေးတဲ့အပြစ်ကိုခံယူပါမယ်ဆိုတာကိုအဖေကမကျေနပ်သေးဘူးပြို့အထုံးကထက်တက်သေးတရားသူကြီးမင်းခင်ဗျာကျွန်တော်သူ့ထက်ချမ်းသာရင်သူ့ကိုတက်သေးအပြခိုင်းပါကျွန်တော်ကတော့ကျွန်တော်ချမ်းသာမှုကိုတက်သေးပြနိုင်ပါတယ်တဲ့ယို့တရားသူကြီးကဘယ်လိုတက်သေးပြမလဲလို့မေးတော့အပေါင်းဆိုင်တစ်ဆိုင်ပိုင်းပါတယ်ပြီးတော့ဆက်ပြောသေးတယ်မင်းဆက်မြောက်ကြော့ပြီးရင်တောင်းတင်းကရုံတော်မှာတင်ပြကွာမင်းကလည်းကွာအခုတော့ပြပြနိုင်ပါလေဥက္ကဋ္ဌကကြောပြင်းကောင်းရင်လားပြနဲ့တဖိုးကြတဲ့အပြင်ဒီပြင်ငွေဆက်ကူတွေပါထုတ်ပြပါလေရောဟာမင်းဟာကလည်းကွာငါထက်ချမ်းသာတယ်လဲဆိုသည်ငွေရင်းကားတစ်ချက်ရွှေရင်းကားတစ်ချက်ထဲပြပါလားဟာရှုပ်ပါလေကွာကြောပြင်းကောင်းတပည့်တည်းမပြပါလားဥက္ကဋ္ဌကဘယ်လိုလုပ်ပြီးအကျွေပါပါမလဲဥက္ကဋ္ဌကပြုံးပြီးကောင်းရမ်းနေတယ်မင်းကြည့်တာတန်ဟုတ်ဝမ်းဘလောက်ချမ်းသာလဲဆိုတာပြမယ်ဆိုပြီးအိမ်ကအတင်းထုတ်လာတဲ့ကြောပြင်းတင်ကားအမျိုးမျိုးအိတ်တွေကနေထုတ်ပြတယ်အဖေကဗန်မန်အပ်ထားတဲ့ငွေစည်းနဲ့သူနှစ်စဉ်အမျက်ခွန်ဘလောက်ဆောင်ရတယ်ဆိုတာကိုစာရဲစာတမ်းနဲ့ပြတာလေအမေမျက်လုံးမှာမျက်ရည်စားတွေနဲ့ဥက္ကဋ္ဌရာဇနီးကလည်းမျက်စိပြမျက်နှာပြနေတော့တာပေါ့ကျွန်တော်ကပို့ဆိုးတယ်ဥက္ကဋ္ဌကကျွန်တော်ကိုသိချစ်တဲ့မွေးစားအဖေလေးသူ့အိမ်မှာလာနေဖို့ကိုခဏခဏခေါ်နေတာငယ်သေးပေမဲ့ဒီလိုကြီးလုပ်နေကြတော့ခံစားတတ်တယ်အမေနှစ်ယောက်ရဲ့မျက်နှာကိုကျွန်တော်အကဲခတ်မိတာလည်းပါတယ်အဖေကတော့မရက်ဘူးဆက်သေးတယ်ချမ်းသာတဲ့လူဆိုတာဒီလိုပြည့်စုံရတယ်ကဲမင်းတောင်းကျင်တဲ့တင်းကအမျိုးအစားတောင်းရုံးတော်ရှိမှငါထုတ်ပြမယ်
ရွှေရင်း9ရောက်ငွေရင်း9ရောက်ကြက်ရကိုတောင်းလိုက်အဲ့လိုပြောပြီးသူ့စကားကိုခဏရပ်ပြီးအဖေကအရသာခံနေလိုက်တယ်စက္ကန့်30လောက်ကြာမှထင်တယ်အပြေတကပြုံးပြီးငြိမ်ရထောင်နေကြတယ်တချို့ကလည်းဥက္ကဋ္ဌရာကိုတနာတဲ့ကြည့်နေနေကြတယ်တရားရုံးကတော့တန်ဟုတ်ဝမ်းပူချမ်းသာတယ်လို့ဆုံးဖြတ်မှာပဲဒါပေမဲ့အဲ့လိုဆုံးဖြတ်ရုံနဲ့မပြီးသေးဘူးအများပြည်သူကငါတို့နှစ်ယောက်ပူချမ်းသာတယ်လေဆုံးဖြတ်ပြီးမှပို့ပြီးမှန်လေအဖေကသူကျွေးတဲ့ခောက်ဆွဲကြော်တွေစားထားတဲ့ပြေးတက်ပတ်လှည့်ပြီးကဲလူကြီးမင်းများကျေးဇူးပြုပြီးဆုံးဖြတ်ပေးစီလိုပါတယ်ဥက္ကဋ္ဌနဲ့တန်ဟုတ်ဝမ်းဘယ်သူပူချမ်းသာလဲသိအောင်မမေးလိုက်ရဘူးလူတွေကဝိုင်းပြီးတန်ဟုတ်ဝမ်းပြီးဝိုင်းអော်ကြတယ်တထုံမြို့မှာတော့အဲ့ဒီခါကပြဿနာပြကြတဲ့စကားနှစ်တော့ကြအောင်တွင်နေလေရဲ့ဟုတ်ဝမ်းကွာလှုပ်လိုက်ရင်ကြဖန်ဖန်ကြီးပဲတဲ့အမှုပြီးသွားတော့လဲစိတ်ထဲဘလို့မှမနေတယ်လို့ဥက္ကဋ္ဌကလည်းဘလို့အညိုးဘလို့အတေးဘလို့အာဃာတမှမထားဘူးချီးကျူးဖို့ကောင်းတယ်နော်ဟိုတုန်းကလူတွေများတောင်းတယောင်လူဆိုရင်လူများရှိမှအဆက်ခွဲသလိုကိစ္စမျိုးဘယ်ခွင့်လို့ဘယ်ကြေအေးလိမ့်မလဲအေးနင်းအောင်ပေါ့ဟိုဝမ်းရတကွေတွေ့ကြတာပေါ့ဘလဲကြမနှွဲ့စတန်းတန်ဟုတ်ဝမ်းကြီးဒီလိုနေကြမှာပေါ့ဗျာဥက္ကဋ္ဌကတန်ဟုတ်ဝမ်းစိတ်တက်ကိုသိပြီးသဘောထားကြီးပေလို့ဟိုပြီးချီးကျူးအတိမတ်ပြုဖို့ကောင်းတာကဥက္ကဋ္ဌရဲ့ဇနီးနဲ့မိသားစုဝင်တွေပဲကိုလင်ကိုဖေကိုအဖယုံတော့မှဒီလိုဖြစ်ခဲ့တာသူတို့ကလည်းတန်ဟုတ်ဝမ်းပေါ်နားလေကြတာချီးကျူးဖို့ကောင်းတယ်